ရဲအုပ်မြက်လိုက်လေတာပေါ်လင်စားဖြစ်ပတ်ထားသောလူသည်အလောင်းဟုယူဆရသည့်အရာကြီးအားမြေချင်းအတွင်းမှအပေါ်သို့မတင်ခိုင်းပြီးနောက်မှုကင်းဆရာဝန်ကြီးအားခေါ်ယူရန်ဒူရဲအုပ်မြင့်သူအားဆေလွတ်လိုက်ပြီးနောက်သူရက်မိနေသည့်နေရာမှာထိုအရာကြီး၏လေအောက်ဖက်ဖြစ်နေသောကြောင့်ဆိုးဝါးသောအပုပ်နှံ့ကိုမခံနိုင်တော့သဖြင့်လေတင်ဘက်သို့ရွှေ့ရင်းဒူရဲအုပ်မြင့်သူတို့ပြန်အလာကိုစောင့်နေလိုက်လေသည်နိုင်ဝက်ခန့်အကြာတွင်မှုကင်းဆရာဝန်ကြီးရောက်ရှိလာကြောင်းဒူရဲအုပ်မြင့်သူမှသတင်းပို့သည်နှင့်ရဲအုပ်မြက်လိုင်တယောက်လည်းလူသည်အလောင်းဟုယူဆရသောတာပေါ်လင်စားကြီးဖြင့်ပတ်ထားသောအရာအားဖြည့်ပြီးဆက်လက်စစ်ဆေးရန်လုပ်ငန်းပြန်လည်စလိုက်လေသည်ဟာဒေါက်တာဒီဘက်မှာပါခင်ဗျခြေရလဲရမပြတ်မှုကင်းမှတ်တမ်းယူနိုင်အောင်ကျင်းထဲကဆွဲတင်အောင်ပဲတင်ထားပါသေးတယ်ဒေါက်တာဘာများလိုရလဲခင်ဗျတခုလိုရတာရှိရင်ကျွန်တော်နေတဲ့အချက်ကိုမြင့်သူကိုလည်းပြောလို့ရပါတယ်ခင်ဗျကိုမြင့်သူဒေါက်တာကြီးလိုရတဲ့ဥစ္စာရှိရင်ချက်ချင်းစီစဉ်ပေးလိုက်ပါဗျာကျွန်တော်စကန်းကတာမှုကိုပြောစရာလေးရှိလို့ခဏဗျာဒီနားမှာခင်ဗျအသေးစိတ်မှတ်တမ်းယူထားလိုက်ပါဦးဒါနေရှိလားပလက်နိုင်စောအဖေဦးစံဖေကိုခင်ဗျကိုယ်တိုင်တော့ခေါ်ပြီးရင်ဆောင်ရွက်ဖို့ပို့ကိုခေါ်ခိုင်းတယ်လို့ပြောအပေါ်လူမပါစေနဲ့ရထားလားရထားပါဆိုင်ကမနာစခန်းမူရဲအုပ်မြက်လိုက်လေတာဝန်မူထံသို့လိုအပ်သည်အားလက်ကင်စကားပြောဆက်ဖြင့်ညွှန်ကြားပြီးနောက်မှုကင်းဆရာဝန်ကြီးနှင့်ဒူရဲအုပ်မြင့်သူတို့ရှိရာသို့ပြန်ရောက်လာချိန်တွင်ကိုမြင့်သူတယောက်အလောင်းတွင်ပါရှိသောပစ္စည်းများနှင့်တွေ့ရှိချက်များအားရှာဖွေပုံစံတွင်ထည့်သွင်းနေသဖြင့်အလောင်းကိုစလိုက်မီထိုးပြီးစစ်ဆေးနေသောမှုကင်းဆရာဝန်ကြီးအနားသို့ရှောက်လာခဲ့လိုက်ပြီတော်တော်ကြီးအစဉ်ပြေပါရဲ့လားဗျဘာများလိုအပ်ပါသေးလဲခင်ဗျဟာစကားမူကြီးပြောရတယ်ဗျအချိန်လေးမှာဒုက္ခလာပေးတော့ပေးပြီးအခုမှဗဇက်ကလေးနဲ့အကျော်လာလျှော့နေတော့တိတ်တော့အဆင်မပြေလာဘူးထင်တယ်နော်ခင်ဗျဟာကြီးက4ရက်လောက်ရှိပြီဗျာဒါကြီးကိုမော်ဂျူလီတဲ့အောင်ဆိုရင်ခင်ဗျပဲအလုပ်ရှုပ်နေမှာဆိုလို့ကိုမြင့်သူကိုလိုအပ်တာပဲစီစဉ်ခိုင်းပြီးဒီမှာပဲ operation လုပ်လိုက်တယ်ဗျာကိုကတော့ခင်ဗျားလို့အချိန်လင့်မှသူတစ်ပါးကိုဒုက္ခမပေးတတ်ပါဘူးဗျာဟေးစကမ်းမူကြီးပဲနဲ့တော့ဒီ body passion ရပြီလားကိုခေါင်းခွဲရမှာမလို့ခင်ဗျားအတီးရမယ့်ကိစ္စကိုလုံးအောင်တော်ကြတော့ဒီ body function အတီးပြုချက်မရသေးပဲနဲ့ကျွန်တော်ခေါင်းခွဲပြီးမှဆိုရင်တော့မကောင်းဘူးလေလို့အချိန်နဲ့တော်တော်လင့်နေပြီအာယုံနဲ့တက်သွားအောင်မယ်ဟုတ်ကဲ့ပါဒေါက်တာအခုလာနေကြပါပြီဆရာဒီညကျွန်တော်ဒုက္ခပေးမိသမျှဒီကိစ္စလေးတရားစွဲတင်မိရတဲ့ဆရာကိုတဝိုင်းပြုစုပါမယ်ကျွန်တော်လည်းဆရာတို့လိုမျိုးနဲ့တွေ့မှဒီလိုမျိုးစီစဉ်ရတာဆိုတော့ခေါင်းစဉ်ရှာနေတာပါအစင်ပြေစေရမယ်ဆရာကြီးဟုတ်ဟေးစကားမူကြီးလူစုံမှကြည်အေးမှာနော်လူမစုံလို့ကတော့ထုံးစံတိုင်းနော်လူစုံတဲ့တဝိုင်းခမထပ်ပြီးတော့ဖိုင်းတက်မှာနော်ဟုတ်ကဲ့ပါဗျာစိတ်ချပါဒေါက်တာကြီးစိတ်တန်းကြစီစဉ်ပေးပါမယ်ဗျာဟဲ့လူညိုညင်လာလားဗျဒါခင်ဗျားတို့လှုပ်ထားတဲ့စီကန်းလေးအရင်ဝိုင်းမှာခင်ဗျားတို့ထုတ်တဲ့စီကန်းပဲလေကိုကနဲ့ကိုညှိတာတော့မတတ်နိုင်ဘူးရဲအုပ်မြက်လိုက်နှင့်မှုကင်းဆရာဝန်ကြီးတို့လည်းဦးစံပေအလာကိုစောင့်ရင်းညကင်းအချိန်မတော်သကောင်ကျော်တိုင်အောင်လူသေးအလောင်းကိုဖော်ပြီးတိမ်မှုတေခင်းစစ်ရသောပင်မခက်ခဲမှုများအားအရှင်းစနောက်ခါအမောပြေဖြောက်နေချိန်တွင်ပင်ဝိဦးစံပေရောက်ပါပြီခင်ဗျဟေးအေးခေါ်ခဲ့ကွာနိုင်စော၏ဖခင်ဖြစ်သူဦးစံပေလေစခန်းမူရဲအုံးမြက်လိုက်နှင့်အတူစေးရုံမှဆရာဝန်ကြီးအဖွဲ့အပြင်ရက်ွက်လူကြီးရက်မီရဖတက်တင်များအကြမှမကောင်းသောအနံ့အသက်များထွက်နေသည့်လူသေးအလောင်းတစ်ခုကိုမြင်ကြတဲ့ကမျက်စိမျက်နှာပြက်နေလေတော့သည်သူမြင်နေရတဲ့အလောင်းကဘယ်သူလဲဆိုတာသိကျင်လှပြီသိကျင်စောနဲ့ရှေ့တိုးကြည့်ရန်ရှေ့လန်းပြင်လိုက်တော့လေစကမ်းမှုဖြစ်သူထံမှခွင့်ပြုချက်မရသေးသဖြင့်အောင့်တက်လာသောရင်ဘတ်ကိုလက်ဖြင့်အသာဖိပြီးအရှိအနေကိုစောင့်ကြည့်နေလိုက်လေသည်ဦးစံပေ
ကျွန်တော်တို့တော့လွန်ခဲ့တဲ့4ရက်လောက်ကလေးကမြုပ်ထားတဲ့အလောင်းကိုတော့ပြန်ဖော်ထားပြီးပြီဦးစံဖေကလည်းတားဖြစ်သူနိုင်စောပျောက်နေတဲ့အတွက်ကြောင့်မို့တိုင်ချက်ဖွင့်ထားတယ်နော်ဒါကတစ်ချက်နောက်တစ်ခါဒီဆန်ဆက်ချန်ဝင်းကလည်းနိုင်စောအဝင်ထွက်ရှိနေတာကတစ်ချက်ဗျာဒါကြောင့်မလို့အခုတွေ့တဲ့အလောင်းကိုနိုင်စောဟုတ်မဟုတ်အတီးပြုတ်ပေးဖို့ခေါ်လိုက်ရတာပါဟုတ်ကဲ့ပါကိုကြီးကျွန်တော်ဒီအလောင်းကိုအရင်ကြည့်ပြရစီဗျာဟုတ်ကဲ့ကြည့်ပါဗျာကိုရင်းသူကြီးဦးစံဖေကိုအလောင်းသားပို့ပေးလိုက်ပါထိရကင်တာတော့ဖြစ်စေနဲ့ဗျာဦးစံဖေလေအလောင်းအနာတို့အပြေးတစ်ပိုင်းကတ်သွားပြီးမီးဆက်ဖြစ်ထွန်းလာသောမိသီးများအလင်းရောင်ကိုအာပြုပြီးအလောင်းအားခေါင်းမအစရှေ့အစုံရှေ့မခေါင်းအစုံကိုစစ်ဆက်ကြည့်နေရမှာဟာဒါဒီလောင်းကမဟုတ်ဘူးဗျမဟုတ်ဘူးစကားမကြီးဒါကျုပ်သားနိုင်စောမဟုတ်ဘူးစကားမကြီးတို့ရဲ့ကျွန်တော်သားနိုင်စောပမာလဲဗျာလှုပ်ပါဗျာပြောကြပါဗျာပုံမှန်လင်းပြောပါကျွန်တော်သားပမာလဲဗျာဦးစံဖေစိတ်ကိုအေးထားပါဗျာခင်ဗျားစိတ်ကိုအေးထားခင်ဗျားသားနိုင်စောအလောင်းမဟုတ်တာတေချာရဲ့လားခင်ဗျားစိတ်ကိုအေးထားပါအော်စကားမှုကြီးရဲ့ကျွန်တော်ကနိုင်စောရဲ့အဖေရင်းပါဗျာဒီအလောင်းကကျွန်တော်သားဟုတ်မဟုတ်တော့ကျွန်တော်တေးချာခွဲနိုင်ပါလေဗျာကဲဟုတ်ပါပြီဗျာဒီအလောင်းကဥစံဖေသားနိုင်စောမဟုတ်တာတေချာပြီဆိုရင်ဥစံဖေတီးတဲ့သူတွေကမှဖြစ်နေမလားအဲ့တော့ဥစံဖေတစ်ချက်လောက်တေချာလေးပြန်ကြည့်ပြီးတော့ကျွန်တော်ဘယ်သူပဲဝါဆိုတာလေးသိတယ်ဆိုရင်ပြောပေးပါအောင်ဗျာဟုတ်ကဲ့ဒါစကားမူကြီးကျွန်တော်သိတဲ့လူဆိုရင်ပြောရမယ်ဗျာဟုတ်ကဲ့ဦးစံဖေလေစကားမှုမှပြောလာသဖြင့်သူဤသားနိုင်စောမဟုတ်တာတေချာသွားပြီဖြစ်သည့်အလောင်းအားစိတ်ဆက်စွာပြန်ကြည့်ပြီးနောက်အလောင်းဤအင်ကြီးရင်ပတ်အားအနှဲငယ်ဟာကြည့်လိုက်ပြီးနောက်အလောတကြီးလေတံဖြင့်စကားမူကြီးအဲ့လောင်းပါလေအဲ့အလောင်းမှာဆွဲကြိုးမပါဘူးလားဗျဆွဲပြားလေးပါတဲ့ရွှေဆွဲကြိုးလေးဗျာအဲ့ဒါလေးတွေ့ရင်တေးကြပြီဗျကိုမြင့်သူခင်ဗျားရှာဖွေပုံစံနဲ့တင်ထားတဲ့ဟာလေးပြန်ဆက်စမ်းမအောင်ဟုတ်ကဲ့ဘုရားရွှေဆွဲကြိုးတကုန်းတော့ရှာဖွေပုံစံမှာတိတိနဲ့လက်မှတ်ထိုးပြီးတော့ကျွန်တော်တင်ထားတာရှိပါတယ်ဟုတ်ပြီဗျာဦးစံဖေကိုပြလိုက်အောင်ကဲဦးစံဖေဘိုးလေးမြင့်သူစီမှာကြည့်လိုက်ဗျာဦးစံဖေသည်ဒူရဲအောင်မြင့်သူထံမှရွှေဆွဲကြိုးနှင့်အတူတွဲလျက်ရှိနေသောဆွဲပြားလေးအားမြင်သည်နှင့်တပြိုင်နက်အထိတ်တလန့်အတန်ဖြင့်စာမှုကြီးဟာအေးကြပြီဗျာဒီလောင်းကထူအောင်စစ်ပဲဗျာဒီအလောင်းကထူအောင်အလောင်းဗျာဒီမှာလေကျွန်တော်သားနိုင်စောနဲ့အတူတူလှုပ်ထားတဲ့ဆွဲပြားပေါ့ဗျာနိုင်စောကဆွဲပြားမှာအင်္ဂလိပ်အခရာ NS ဆိုပြီးတော့ရေးထားတာဗျထူအောင်ကကြတော့သူ့ဆွဲပြားမှာ HA ဆိုလို့ရဲ့စလုံးကိုရေးထားတာသူတို့နှစ်ယောက်စင်တူဆွဲကြရလေအခုတော့ဒီအလောင်းကတွေ့တဲ့ဆွဲပြားက HA စလုံးဆွဲပြားနဲ့ဆိုတော့ထူအောင်ပေါ့ဗျာဒါထူအောင်လောင်းဗျာငါတူရဲ့ဘလူတွေများဖြစ်ကြလဲကွာအေးမင်းကတော့တေးရှာပြီဆိုတော့မင်းတငယ်ချင်းကြီးနိုင်စောတယောက်ဘယ်တွေရောက်ပြီးဘာတွေဖြစ်ကုန်ကြပြီလဲကွာငါတူတို့ငါသားတို့ရဲ့ဒုက္ခတွေတော့များကုန်ပြီနဲ့တူပါတယ်ကွာကိုမြင့်ကြီးတေမှုတေခင်းပုံစံမှာတေသူနေရာမှာထူအောင်ဆိုတာဖြည့်ထားလိုက်တော့ဗျာကဲဦးလေးဦးစံဖေးဦးလေးလည်းပြန်နားလို့ရပါပြီ
ကျွန်တော်တပည့်လေးပဲလိုက်ပို့ပါလိမ့်မယ်ထူအောင်အမေစီကိုလည်းအကြောင်းကြားဖို့ကျွန်တော်အခုချက်ချင်းပဲစီစဉ်လိုက်ပါမယ်နောက်ပြီးတော့ဦးလေးသားနိုင်စောပြောင်းနေတာကိုလည်းကျွန်တော်အမြန်ဆုံးဆက်လက်ပြီးတော့စုံစမ်းပေးပါမယ်တကယ်လို့များနိုင်စောသာဦးလေးစီကိုတနည်းနည်းနဲ့ဆက်သွယ်လာရင်ကျွန်တော်ကတော့ချက်ချင်းအကြောင်းကြားပေးပါဗျာဒါမှအားလုံးရှင်းရှင်းလင်းလင်းအမြန်ဆုံးအခြေပေါ်လာမှာပါဗျာကိုထင်းလေးကိုပြောတာချက်ချင်းစီစဉ်ပြီးလွှတ်လိုက်ဗျာပြီးရတဲ့ရှားပုံစံယူပြီးတော့ကိုမြင့်သူနေတိုင်းအဖွဲ့တွေက2ယောက်လောက်ခေါ်ပြီးတော့လမ်းဆောင်ပြန်ထွက်ခဲ့အားလုံးရောက်ဝင်နေပဲလာခဲ့ရောက်ရင်ကိုကြီးကိုဆက်သွယ်မရှင်းတာပါရှိတယ်မရှိပါဘူးကျွန်တော်ခုပဲသွားပြီးတော့စီစဉ်လိုက်ပါမယ်ကောင်းပြီဆက်လို့ ရဲအုံမြက်လိုက်နဲ့ဥဆန်ပေအားပြန်ပို့ပေးရန်အတွက်တာဝန်မူဒူရဲအုပ်ထင်လင်းအားခေါ်၍တာဝန်ပေးလိုက်ရင်ထူးအောင်အမေထံအကြောင်းကြားရန်ရဲတက်ချက်ထွန်းထွန်းလေးနဲ့ရဲဘော်လေးတဦးစိတ်လွတ်ရန်မှာကြပြီ ဒေါက်တာကြီးကျွန်တော်သွားမှဖြစ်မဲ့ကိစ္စလေးရှိလို့တနားကြီးတော့ခွင့်ပြုပါလားခင်ဗျခဏဆောင်ဗျာကျွန်တော်လည်းနောက်ထပ်နိုင်ရွက်45မိနစ်လောက်ဆိုရင်လက်စားတက်ပြီခင်ဗျားလည်းကော့ဆော့တက်ကိုတခါတည်းတည်သွားတာပေါ့အဲ့လိုဆိုရင်ခင်ဗျားအမှုနဲ့ဆွဲရတာပို့ပြီးတော့မာတာပေါ့ဟုတ်ကဲ့ပါဒေါက်တာကြီးနေပါဦးဆိုလည်းနေရမှာပေါ့ကျွန်တော်အနေနဲ့ဆရာတို့စိတ်ကွန်းမလုပ်ရဲပါဘူးဒီလိုပဲလိမ်မာနေရမယ်လေပြောစကားစကားနားထောင်ရင်အားလုံးအဆင်ပြေပါတယ်တကယ်လို့ခင်ဗျာကိုကားဆိုရင်ကျွန်တော်စိတ်ကောက်ပလိုက်မှာနော် မှုခင်းဆရာဝန်ကြီးမှာအသက်40ခန့်လူလက်ပိုင်းတဦးဖြစ်သည့်အပြင်ပျော်ပျော်နေတတ်သူတဦးဖြစ်လေသည်ရဲအုပ်မြက်လိုက်နှင့်လည်းတက်တူရွယ်သူခန့်ရှိကတာဝန်ချင်းပြင်ပတွင်လည်းမကြာခဏစုံတွဲလေးရှိသူများဖြစ်၍ရဲအုပ်မြက်လိုက်အားစနောက်ရင်အလောင်းကိုစစ်ဆေးခြင်းအလုပ်ကိုလည်းမနာတမ်းလုပ်နေရင်နိုင်ဝက်ကျော်ခန့်အကြာတွင် တို့ MBA ဒဏ်ရာကတော့ဥကောင်းနောက်စိတ်မှာနှစ်လမ်းမလောက်ကွဲထားတာတွေ့ရဗျတေးစီလောက်တော့ဒဏ်ရာဟုတ်မဟုတ်ဆိုတော့မနေ့ကမှဆေးရုံမှာခွဲပြီးစစ်မှရတော့မယ်ဒီညတော့လောက်နေပဲကျင်းနေပါအောင်မောင်းရင်ကောင်းပါပြီဗျာကောင်းပါပြီဒါဆိုလဲအလောင်းကိုရင်ခွဲရုံပို့ဖို့စီစဉ်လိုက်ပါမယ်ကဲဟေ့ကိုမင်းဒီခင်ဗျားပဲမဲကြတာပေါ့ဒါကြီးကိုပို့ဖို့စီစဉ်ပါအောင်ဒေါက်တာကြီးလည်းကျွန်တော်ကိုစီစဉ်ထားတာအဆင်မပြေရင်လိုတဲ့ဥစ္စာပြောပါဗျာဟုတ်ပြီးတော့ဆရာကြီးလည်းကျွန်တော်နဲ့တခါပဲလိုက်ခဲ့ပေါ့ကိုမင်းသူကဥက္ကဋ္ဌကိုအကူအညီတောင်းပြီးလှုပ်ရှားချက်ဆက်လုပ်ဗျာပြီးရင်ကျွန်တော်သတင်းပို့ဟုတ်လား ရဲအုံမြက်လိုက်လေတူရဲအုံမြင့်သူကိုဆောင်ရွက်ဆရာများကိုစစ်စစ်ဆက်ဆက်မှာပြီးမှုကင်းဆရာဝန်ကြီးနှင့်အဖွဲ့အားစေယုံဝင်းတို့ပြန်လည်ပို့ပေးရန်ထူးအောင်ဤစံဆက်အတွင်းမှထွက်လာခဲ့လေသည်မှုကင်းဆရာဝန်ကြီးဤနေအိမ်သို့လိုက်ပို့ပြီးနောက်လမ်းဆောင်တွင်စောင့်နေကြသောတူရဲအုပ်ထင်လင်းတို့အားနောက်မှလိုက်ခဲ့ရန်ပြော၍ပင်လုံလမ်းမဘက်သို့ဆက်ထွက်ခဲ့ပြီးဇော်ဦးကားဝက်လျှော့မရောက်မီနှစ်ရှန်ခန့်အလို၌ကားကိုရက်လိုက်သည်နှင့်နောက်မှပါလာသောဒူရဲအုပ်ထင်လင်းလဲကားဘေးတွင်ဆိုင်ကယ်ကိုရက်ပြီး ဝိကျွန်တော်ဘာလုပ်ပေးရမလဲခင်ဗျကဲကိုထင်းလေးမနေ့3နာရီတော့ထိုးပြီဗျာကျွန်တော်ကားရဲပဲစောင့်မယ်ခင်ဗျားကရက်ွက်ဥက္ကဋ္ဌကိုတော့ခေါ်ခင်ဗျားခေါ်လာတဲ့လူတွေအဆင်ပြေပါမလားကိုလူတွေကလက်သွက်မှတော့ဖြစ်မယ်ထင်တယ်နော်ဟုတ်ကဲ့ဆေးကြပါဘူးကြီးအချိန်လင်းမှာချက်ချင်းကြီးစီစဉ်ခိုင်းတာမလို့အတွေ့အကြုံရှိတဲ့လက်ကျင်နဲ့ကိုမြင့်သူတပည့်တွေကိုခေါ်ခဲ့တယ်ဗျအခုလည်းတေချာမှားခဲ့လိုက်ပါမယ်ကောင်းတယ်ဗျာခင်ဗျားဥက္ကဋ္ဌကိုခေါ်ပြီးတော့ပြန်လာရင်ဒီရှိက2ချံကျော်လောက်မှာဆိုင်ကယ်ကိုဆက်သက်ပြီးတော့မီး3ချက်တောက်ပြပြီးမှတွန်းလာခဲ့နောက်မှာရဲဘော်2ယောက်ကိုနေရာယူခိုင်းဖို့အတွက်သူတို့မှာဆက်တွေရောပါကြလားဟုတ်ကဲ့ပါကြပါတယ်ဟုတ်ပြီသူတို့ခေါ်လိုက်ဗျာ စကမ်းမှုစကားဆုံးသည်နှင့်တူရဲအုပ်ထင်လင်းလဲနောက်နားတွင်ဆိုင်ကယ်ရက်ပြီး
စောင့်နေကြသောရဲဘော်နှစ်ဦးအားဆိုင်ကယ်မီအဖွင့်အပိတ်လုပ်ပြီးအဆက်ပြလိုက်သည်နှင့်အကင်းပါအတွေ့အကြုံများကြသောနေရင်းတက်ကြက်ကြီးငိုဟန်ရန်နှင့်တက်ကြက်လှမြင့်တို့ရဲအုံမြက်လိုင်ကားတကားပေါက်သို့ရောက်လာကြလေသည် ကျွန်တော်ရောက်ပါပြီညွှန်ကြားချက်နာခံရတဲ့မှာဟာလူတွေများလဲလို့တကယ်ဇော်တွေကြီးခေါ်ချလာတာပဲကောင်းတယ်ကိုထင်းလင်းခဏတော်တယ်ဗျာကဲကိုထင်းလင်းခင်ဗျားနဲ့ဆရာကြီးငိုကန်တို့နှစ်ယောက်ကဝက်ရှော့အနောက်ဘက်ကိုဝိုက်ဗျာတတိတော်ရှိပါစေနော်ဇော်ရဲ့အင်ကြီးကိုကျွန်တော်သိမကြိုက်ဘူးဒီကောင်ခုခံပြီးပြေးနိုင်တယ်နောက်ပြီးတော့ဒီကောင်စီမှာအတူနေတဲ့တပည့်အရင်2ယောက်3ယောက်တော့ရှိလိမ့်မယ်ဒီညမစ်ရှင်အတွက်ကိုကခေါင်းပေါင်းကိုထင်လင်းကနာငယ်1ရှာကြီးငိုရန်ကနာငယ်2အရှိမကျွန်တော်တို့အတူတူရှိနေမယ်ဆရာလှမြင့်ကထိတ်စီးစပယ်ပွင့်မယ်ရမလားပြစ်မှတ်ကဇော်ပေါင်း2သို့မဟုတ်3ပေါ့ဗျာရမလားမရှင်းတာပါရှိတယ်ရှင်းပါလေကောင်းပါကောင်းပြီဆက်လို့ ရဲအုံမြက်လိုက်လေဆောင်ရွက်ရမည့်အစီအစဉ်ကိုလိုတိုရှင်းပြောပြီးသည်နှင့်ဒူရဲအုပ်ထင်လင်းလေရက်ကွက်ဥက္ကဋ္ဌအားခေါ်ရန်ဆိုင်ကယ်အားဆက်မနိုးပဲတွန်းမိထွက်သွားသလိုရဲတက်ကြက်ကြီးငိုဟန်ရန်လေသူဤဆိုင်ကယ်အားဝတ်လျှော့အနောက်လမ်းသို့မောင်းထွက်သွားသည်နှင့်တက်ကြက်လှမြင့်လေဇော်ဦးဝတ်လျှော့ရှိရှန်တကားအနီးသို့မှောင်ရိပ်ကိုအကာအကွယ်ယူ၍ရှိကပ်နေရာယူထားလိုက်ပြီးရဲအုံမြက်လိုက်မှာသူဤကားထဲမှပင်ဒူရဲအုပ်ထင်လင်းပြန်အလာကိုစောင့်ရင်အရှိနေကိုအကဲခတ်နေစဉ်တွင် ကောင်းမောင်းနေကောင်းလားကောင်းတယ်ဗလဲနားငယ်2ညကောင်းဆိုင်မိတ်တူညောင်ကမာတာ3ကားရေပန်း96ရဲတက်ကြက်ကြီးငိုဟန်ရမ်းမှတမတ်နေရာသို့ရောက်ရှိကြောင်းရဲအုံမြင့်လိုက်ထံသို့စကားပြောဆက်မှသတင်းပို့ပြီးသည်နှင့်မရှိမနှောင်းတွင်ပင်နက်နက်ရှင်းဆိုင်မှလာနေသောဆိုင်ကယ်မီးပိတ်ရက်သွားပြီးနောက် ကောင်းမောင်းနားငယ်2ရောင်ဒီဧည့်သည်ပါတယ်ရေပန်းဧည့်သည်ကိုခေါင်းပေါင်းစည်းကွက်မှငုတ်ဆိုင်နားငယ်2နားငယ်1နဲ့ပေါင်းညကောင်းဆိုင်ပလဲရေပန်း96စကားပြောဆက်မှအတန်တိတ်သွားပြီးခဏတွင်ပင်ရဲအုံမြက်လိုက်ဤကားပြီးမှဆိုင်ကယ်တစ်စီးမောင်းသွားပြီးနောက်မကြခင်၌ခေါင်းပေါင်းပလဲနားငယ်1နဲ့နားငယ်2ပေါင်းပြီးညကောင်းဆိုင်မိတ်တူချီရရဲအုံမြက်လိုက်လေစကားပြောဆက်မှစကားဆုံးသည်နှင့်ကားပေါ်မှဆင်းပြီးတက်ကြက်လှမြင့်ရှိရာသို့လိုက်လာခဲ့ပြီးထိတ်စီဇော်ဦးကိုနှုတ်ပြီးကားဖွင့်ခိုင်းကြည်ကုန်းရွာဘက်ကကားပြက်နေလို့လာခေါ်တယ်ပြောတကားဖွင့်ရင်အတူဝင်မယ်ထွက်လာပြီးတကားမဖွင့်ရင်ငါဘေးကအုတ်တိုင်းကိုကြော်ဝင်မယ်ကဲသွားဆရာဇော်ပြောဆရာဇော်ပြောဆရာဇော်ကြီးဟေးဘာလို့လဲကွာဘာကိစ္စလဲကျွန်တော်တို့ကားလေးကြည်ကုန်းဘက်မှာပြက်နေလို့ဗျာအဲ့ဒါလေးလိုက်ပြင်ပေးဖို့ဆရာဇော်ဦးကိုလာခေါ်တာပါခင်ဗျတို့ဗျာမနေ့ကမှလောက်ကြပါလားကျွန်တော်တို့အရေးကြီးလို့ပါဗျာမနေ့ကလာခဲ့ပြဗျာလောက်ပါဆရာဇော်ဦးရေကျွန်တော်ခီးဆက်ဖို့အရေးကြီးနေလို့ပါဗျာတကားလေးတစ်ချက်လောက်အရင်ဖွင့်ပါလားဗျာတေချာစကားပြောပြီးတော့ဆရာဘက်ကိုလည်းအဆင်ပြေအောင်စီစဉ်ပေးပါမယ်ဆိုတာလေအဲ့ဒါလေးကျွန်တော်ညှိပါမယ်တကယ်ကိုအရေးကြီးနေလို့ပါဗျာမြစ်တာရက်ခဏပါဗျာဟာဘယ်လိုလူတွေနဲ့ဗျာခဏနေလို့လာခဲ့မယ်ဟဲ့ကောင်နေထားကြအောင်ပြီးရှိဒီလောက်စကားပြောနေမနှိုးဘူးလားကွာငါကောင်းထားစမ်းကွာတကားတော့ဖွင့်စမ်းပြီးရှိမီးတွေဖွင့်ကွာဟုတ်ကဲ့နိုးနေပါပြီဆရာဝတ်လျှော့ဆရာဇော်ဦး၏တပည့်ဖြစ်ပုံရသူ2ယောက်အိမ်ထဲမှတကားဖွင့်ဆင်းလာကြပြီးတဦးကတကားကိုလာဖွင့်သဖြင့်တက်ကြက်လှမြင့်လဲဝတ်လျှော့ထဲသို့ဝင်ရင်ရှန်တကားကိုအသာပြန်စိတ်ထားလိုက်ပြီးဝတ်လျှော့အတွင်းရှိမှောင်ရိပ်ကျသောခုံတစ်လုံးတွင်ဝင်ထိုင်ရင်ဇော်ဦးထွက်အလာကိုစောင့်နေရင်ဇော်ဦးတပည့်2ယောက်ကလည်းတက်ကြက်လှမြင့်ကိုမတိမတာအကဲခတ်နေသဖြင့်
တတိမလစ်စေပဲရဲအုံမျက်လိုက်လှုပ်ရှားလာမည့်အခြေအနေကိုစောင့်နေစဉ်တွင်ဝတ်လျှော့ဆရာဇော်ဦးလည်းအိမ်အတွင်းမှထွက်လာပြီး ကိုဆရာကားကဘာကားလဲဗျအခုကဘလို့ဖြစ်တာလဲကြီးကြီးမားမားဆိုရင်တော့ဒီကိုဆွဲမှရလိမ့်မယ်ထင်တယ်နော်ဟိုမှာလောက်ကြည့်လို့မှမရရင်တော့ဆွဲယုံပေါ့ဆရာရဲ့ကားကတော့စက်ပါဆရာရဲ့မောင်းရင်နဲ့ဟိတက်လာလို့ကြီးကုန်းလမ်းဆုံးမှာတခုဆိုင်ရင်ခဏနားလိုက်တာအဲ့ဒါပြန်နှိုးတာမရလို့ဆရာကြီးကဲဒုက္ခတွေရောက်တာဩအခဏနော်ဆရာဇော်ကြီးအပြင်မှာကျွန်တော်လော်ပန်ပါတယ်အဲ့ဒါအထဲခေါ်လို့ရမလားခေါ်လိုက်ပါခေါ်လေးရပါတယ် စောဦးသည်တစ်ချက်လှမြင့်အပြောကိုမငင်းဆန်တော့လေတပည့်နှစ်ဦးကိုတစ်ချက်ကြည့်ပြီးမေးဆက်ပြလိုက်သည်ကိုလှမြင့်မှတေချာမြင်လိုက်တော့လေမသိတလို့ရှန်တကားဟ၍ထွက်လာပြီးရဲအုံမျက်လိုင်ကိုလိုက်ခဲ့ရန်အဆက်ပြပြီးအထဲသို့ပြန်ဝင်ခဲ့လေသည်လှမြင့်လေဇောဦးအနီးတွင်ပြန်မထိုင်တော့ပဲဇောဦးဤတပည့်နှစ်ယောက်အနီးသို့တွား၍ မန်းကြီးတို့လည်းလိုက်ခဲ့မှာမလားဝက်ရှော့မှာလောက်တာကြာပြီလားကွာဆရာပြောမှသိမှလေဆရာသွားရင်တော့လိုက်ရမှာပေါ့ခုတော့မသိသေးဘူးလေဗျ တစ်ချက်လှမြင့်မှဇော်ဦးနှင့်တပည့်နှစ်ယောက်အားအာယုံလွှဲရန်စကားရှာပြောနေချိန်တွင်ရဲအုံမျက်လိုင်လဲဟထားသောရှန်တကားမှအသာဝင်လိုက်လာပြီးဇော်ဦးအနီးသို့ရှောက်လာရင်းက ရိုးဆရာလိုက်ကြည့်ပေးမယ်မလား ဇော်ဦးလဲရဲအုံမျက်လိုင်ကိုတစ်ချက်ကြည့်လိုက်ခါရှစ်ရှင်မတ်တက်ထရက်၍ အဝတ်လဲဦးမယ်ခဏဆောင်ဗျာ ဆိုကခက်ပြက်ပြက်ပြောပြီးအိမ်ဘေးဘက်ကိုရှေ့လန်းပြင်လိုက်သဖြင့်ရဲအုံမျက်လိုင်မှဇော်ဦးဤအင်ကြီးလေကုတ်ကော်လန်အားလှမ်းဆွဲလိုက်သည်နှင့်ဇော်ဦးလေထိုင်ရာမှအထတွင်သူ့ဘေးတွင်ထောင်ထားသောတန်ပိုက်လုံးကိုကောက်ကင်လိုက်ပြီးနောက်ပြန်လွှဲရိုက်ချလိုက်ရာရဲအုံမျက်လိုင်မှအသာငုံဆောင်လိုက်ပြီးမျက်နှာရှင်းဆိုင်လှည့်လာသလိုဖြစ်သွားသောဇော်ဦးဤမေးရိုးကိုမိမိရရလက်သီးဖြင့်ထိုးရှားလိုက်နိုင်၍ဇော်ဦးလဲသည်နှင့်တပြိုင်နက်ခါးကြားထိုးထားသောလက်ထိပ်ဖြင့်တန်ပိုက်လွတ်ကျသွားသောလက်အားအလင်းအမြန်ခတ်လိုက်ပြီး ခဲ့အောင်ဇော်ဦးအကျိုးစားနဲ့တော့တင်မန်းတယ်ငါမင်းကိုဖမ်းလိုက်ပြီ